哈，人家的路路没有，哎，路没得的。不录你呗？第考你，他没点啥都考，他没点啥都考嘛，没也知道你点啥嘞。那他没啥来考，没地知道你点啥了，把我点的那个路面没嘞，没拿来。叫没对我点那里边，叫那哎嘛叫的录你嘞。咁样哎嘛有了，咁样路没念了路标嘞，把啥个标也，那你标嘞也，过来眼路，咁样苦了 HPP 吃了几标看到没也哦。哦，没有是啊，那表示路了。你考嘛我你知道点的数嘞，我没拿来我搞嘞。哎，没他没啥的啦，你白天嘛他没你洗的嘛啦，没拿来呀没哩，你老表拿来不？哎，路个地方没对哦，马个来介绍哦，咁样苦标你啊，吃了几年点来标嘞，路个皮肤。他们稍微排头嘛，虽然需要表的，但我弄个阿拉身边需要，虽然嘛我拿了不是那表的，哦，因为他虽然嘛，好啦，哎，哎，那别个你考报告，你知道你也电脑啊，表了没白天嘛啥啦嘞，他没那些的所以，没因为他嘛那拿来不就听的，没地不考那白家个，刚报他那么好不啦，哎，咁样表的喽。考那不讲嘛，考报呢，路的怎么报？拿了，这路你个条，那考怎么报？你拿的嘛，就是他标嘛。那也不我都了标呢，哎，没来因为他嘛的，不考那白家刚报他啦，你那就干了拿的，他的不是几啊，认标，不是几啊，认标，哎，叫人陪我你也说啊，提报为车个还路的要呗，看没怎么报了？不考那不讲嘛，考报为的。都面考目吧嘛，今年小的告诉他们怎么报了？哦，这卡表起了么办呢？哎，没有那表没，喏，俺表的这个东西把他嘛太差都不好的白家刚报比着，第不这个表了，新年嘛没还吧，没都面那考目吧，今年小到那啥，他的高啊，那天没他，ông nào đều là cái不他的，他们高起了那么老来了啊，哪里的？加哪里的？叫高他们起了来老来了，好的。就罗我们进来屋，哎，保水有泡水带没？保水标咱们路，没那钱抽到路呀。也哎，啊，好点我到你呗，哎，好点我到你呗，好点嘛，你来你路没有？哪边路嘞？哎，没有好点嘛，掏看那八路了。他可咋八路嘞？哎，掏看啥八嘛好点来看呐？八嘞，八嘛八要来了，嘛不对八嘞。啊，你嘛不对，太标这样么路不？对嘛？好点嘛，点嘛手，也是看掏看啥。也不掏看啥，哎，掏看啥把嘛带路呀？哎，那么标，累么标呢？哎，喏，把多数那累龙苗，嘛不是把面么那个被我做到牙的，也是个掏个啥么路？哎，那好中啊，我标哪比，标不属于标，没有多带来好点嘛，多带来的，嘿，好点嘛带不来，特别啥的，咱们是哎，蛮差吧？买啥？特别啥的，那就啥？哦，半月哎，俺那边的，我背，俺背，好不？俺背冇，俺那背呢，我路我们啥路？把它撇下来嘛，俺把路拆下来，俺路我们啥标呢？哎，俺没拆嘞，俺多少年啦？俺们啥标呢？哦，俺没啥路，哎，哦，哎，俺没啥路了，你话没有爬不路了，现在我骗他的，现在我骗他的，没你老板嘛你，白么？对吧？变了也爬路啊，哦，本来嘛是了，俺有的那边啥标呢？少见了啩。啊，没也有过，对嘛？俺都变慢呢，不变，俺都这没到这，他没在说啥的。不变土生了。抓地垃圾没弄来，俺还没修，没啥的，五天就标了啩，叫把你没啥标。意思我俺们烧，哎，那我不没烧，我不没啥。我不没烧，爷爷说的我不没烧，啊，那你我就没是老我们烧，咋地俺就没啥。老我们烧，俺说没区别啥了不？哎，我吃不烧了，他们没盐呀，他们没盐呀，讲得了话，你把那区别去了。爷爷把那吃饱，他们没对了，俺也不对，我没有。他们烧不了吃哦，有没有标的？有没有标的？叫啥呀？哦，打了啥的？打了。哦。打的俺的冇，打了说怕了。打来说的啊，他们有道路，10道路、10道路，哎，10来块。有哪几个10道？打了。哎呀，俺生意多一个。什么标？什么标？保水泡啥嘛？保水那么才保水说么的？哎，保水都标哎，哎嘛你什么标都7,000泡啥了标？老板标，我不标的，保水说什么的？美国那标的其他10道都没有打，就嘛一毛，让我苗来搞你到一毛不？人工嘛，按照一样的，他们没有了。哎呀，
အဲ့ဆိုမင်းစားရင်တော့ငါရအောင်လုပ်ပေးမယ်ဒါပေမဲ့ဦးလို့ဆိုတော့မရဘူးညနေစာကြမရ ရရ ယုံသားစတာကြည်တာအေးအ ਨੇ ဆုံးငါပြောမယ်ယုံသားမရရင်တော့မင်းခုနပြောတဲ့တားလက် တားလက် တားလက်တော့ရမယ်နော် တားလက်ဆိုတော့ဘာကောင်းစားလဲ တားလက်ဆိုတော့ကွာငါတကယ်ချင်းကြောင့်မွေးထားတဲ့ကလေးလေးကလာသားလေးပဲရှိသေးတယ်အလက်ကလေးလက်လက်ဆက်ဆက်လေးအဲ့တော့ခုတ်ထစ်ပြီးတော့ချက်ပြီးတော့ကျွေးပဲလို့ပြောတာနော် ဟာအဲ့လူသားပြင်းနေပြီလူသားပြင်းနေပြီဘလို့ယုံလဲကွာကိုလိုကလာယုံနဲ့လူကြောက်လဲမျက်လုံးကပြူးပြူးနှာခေါက်ကြီးကြီးနဲ့စောက်ချိုးမပြေရိုးရိုးသွားယူတယ်ငါတုံရတယ်ကွာ ငါကိုယ်စက်ငါကိုယ်ဘာမှမသိဘူးက ရတော့နော်ငါပြောရင်ကမရတော့ဘူးမရတော့ဘူးငါမရတော့ဘူးမရတော့ မရတော့ မရတော့နော် ကဲဟာမင်းဟိုကဖုန်းဆက်ခေါ်တဲ့ဟာခေါ်ပေးလိုက်ကွာအနည်းရတယ်ဦး ပြောတော့ဆိုဖြစ်တယ် ဒီရော အဲ့ဒါနင်းရောက်နေတာဘာပြောတာဘာပြောတာ ဘာမရတော့ဘူး ဟမ် ဦးလေးဘာမရ ငါမရဘူးဆိုတာကိုဖိတ်တာငါတတ်ချင်နေပြီအဲ့ဒီကောင်ငါမရတော့ဘူးလို့ပြောတယ် ဒါတော့ကျွန်တော်လည်းတတ်ချင်တာကျွန်တော်လည်းမရတော့ဘူးပတ်စံပိန်းတောင်းဝဲနေတာအဲ့တော့ဒီခံနေတာ ဒါပဲထက်တယ်ပြောနေတာပဲဒီမှာဥက္ကခမင်းကြိုက်သွားဖို့တယ်ဟိုကမစားဘူးဒီကမစားဘူးကုန်းသားမစားဘူးရေသားမစားဘူးချီးပြတော့လည်းမစားဘူးစုံညာပဲကွာ ဒီဒီခံဆန်းပါလေပိန်းတောင်းဝဲပေါက်တယ်ဆိုတော့ကျွန်တော်တို့အနေဆုံးမူဘူးတယောက်ထောင်မဲ့ပြီး2000ဖြစ်နေ အဲ့တော့မဖြစ်ဘူးမင်းတို့လည်းများယူများနေနေလာလည်းပြန်စင်းတာအောင် ပေါ့ ဟိုကထီကနောက်ထပ်တစ်လတောင်ဖွင့်တော့မယ်သူရောက်နေတာကြားလာပြီခုချိန်ကြီးစုသွားမထုတ်ဘူးလေဟုတ်ကဲ့ဟုတ်တယ်ငါထင်တော့လေမင်းတို့လည်းများနဲ့ကိုဂျေးထဲတာဖြစ်မှာတဲ့လား အဲ့လိုရမလားဗျကျွန်တော်အဲ့လိုတော့အထက်မခံဘူး အေးအဲ့ဆိုကိုကရင်ဥအောင်ထက် ပြီးရောဟာဟဲ့ဟဲ့ဟိုလေတော့ထည့်ပြီဟာအခုထည့်လို့ရမလားမင်းဟောပြန်ထည့်လိုက်ပါဗောဘာလို့မရမှာလဲမင်းဒီတိုင်းထည့်လို့မရဘူးလေဘယ်လိုထည့်အဲ့လိုကိစ္စမျိုးကြတော့ငါတို့အာကိုငါရှိတယ်ငါလုပ်ပေးမယ်ဖုံးဆက်လိုက်တယ်နဲ့လာပြီးသားပဲဘယ်နှယောက်ခေါ်ပြီးအောင်ပြောအော်ဒီကောင်က ကလည်းတစ်တန်းကြီးလူဝိုင်းရိုက်ဖို့ပဲအဲ့တော့ပြောတာမဟုတ်ဘူးကွာဒီကောင်ကြီးကိုဘယ်လိုပညာပေးရမလဲဂျင်းထဲရမလဲအဲ့တော့စဉ်းစားနေတာ ကျွန်တော်နဲ့အဆင်မပြေလို့ မပြေဘူးမင်း ဒီ လေ မှာငါမိမလေမင်းကိုတွေ့မင်းကိုအရင်ရိုက်ဟဲအဲ့တော့မင်းမစဉ်းစားငါတော့အရင်မခံနိုင်အေးအဲ့ဆိုရင်အဲ့ဘဲကိုရောက်ချင်းချင်းနဲ့ပြေးတွေ့လိုက် ပူတော်ဆိုးမယ် မင်းကောင်သူမသိတဲ့အိမ်ကိုခိုးလာနေရချင်းချင်းကငါဘယ်လိုခေါ်လို့ရ တယောက်မှလာမခံဘူးဒီလိုကောင်လေး ဟာမဟုတ်ငါတို့အိမ်လာလို့မရဘူးဆိုအဲ့ကောင်အပြင်ထုတ်ခဲ့လေ ဟွန်း အဲ့ဒါလည်းမရဘူးအဲ့ကောင်အိမ်နဲ့အိမ်ကိုထုတ်ဘူး ဘာကြံနေမှမသိဘူးအပြေမထုတ်ဘူး အရင်မထုတ်ဘူးဆိုအဲ့ဒါအရက်နဲ့များမယ်အဲ့ကောင် ရက်နဲ့ အရက်နဲ့ ဘယ်လိုများ ဟာကျွန်တော်တို့ရဝိုင်းတည်လိုက်မယ်လေဒီဘဲတာတောက်တတ်တယ်ဆိုလို့ရှိရင်အဲ့ဘဲအပြင်ထွက်လာမှာပဲကျွန်တော်တို့ဝိုင်းသားကိုရောက်အောင်လာမှာပဲအဲ့ကြောက်လို့ရှိရင်ချင်းချင်းနဲ့ပေးသေးလိုက်ပြီးပြီလေ အေးဟုတ်တယ်အဲ့ဒီတပေါက်တော့ရှိတယ်အဲ့တော့မစဉ်းစားမိကြမ်းဟမ် အဲ့ဒီအပေါက်ကကျွန်တော်တို့ကြိုက် အဲ အရက်လည်းခါတော့ ဟမ်ဟောမင်းရေးတယ်မင်းအရက်တော့ဘူးဒီမှာအဲ့ကျင်းပါတဲ့နေကြရင်စီစဉ်တဲ့နေကြရင်မင်းတို့လင်များမရှိဘူးတော့လို့ ဘာဆိုင်လဲကျွန်တော်ရှိလို့ရတာလေ ဟာငါပြောရလေကွာမင်းရှိမှတော့မင်းမဘယ်လိုလုပ်ခွာလို့ရမလဲအကုန်လုံးသိကုန်ပါဗော ဟုတ်တယ် ဓာတ်ပေါက်ကုန်ပါ ပန်ကြမှာနော်မင်းအဲ့ အဲ့တော့မင်းမနဲ့မင်းနဲ့ခဏရှောင်နေတဲ့တန်နေရအောင်မင်းခွေးစင်းပြီးရှောင်ထားလိုက် ပြီးရောဗျာခင်ဗျားတို့ဘယ်လိုလုပ်မှာလဲပြော အေးအဲ့ဆိုကပြောကြုံတော့ပြောမယ်လောဆယ်ခဏနေကျိုးပွိုက်ဟဲ့ မဟုတ်ဘူး ကျိုးပွိုက်ကွာ ဘိတ်သားဘိတ်သားမင်းမကြခင်ဘိတ်ချင်ဖြစ်တော့မယ်ကွာဘိတ်ချင်ဖြစ်တော့မယ်ဟွန်း